အားလုံးပဲမြင်လာပါဗျဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့2026မှာအသစ်ထွက်ထားတဲ့ KTM ရဲ့ RC 450အသစ်ဆက်ဆက်လေးကို showcase လုပ်ပေးတော့မှာဖြစ်ပါတယ် KTM ရဲ့ RC စီးရဲ့အတွက်ကတော့လေပြောင်းကြီးတစ်ခုပေါ့စက်ရအကုန်ပြောင်းလဲသွားတယ်ဘေးစပိုက်ဒီစီးနဲ့တူတယ်ချွန်ထက်ပြီးတော့ဆွဲဆောင်ကောင်းတဲ့ဒီဇိုင်းပိုင်းနောက်ပြီး Future Vision ဆန်တဲ့ LED projector light တွေချစ်မီဘောကအစားပြောင်းသွားတယ်ပေါ့အင်ဂျင်ကလည်း 449cc twin cylinder engine twin cylinder နှလုံးနဲ့ပေါ့horsepower အနေနဲ့တော့56 horsepower ထိထွက်တယ် performance ရမ်းကျန်းတယ်အရင် RC 390နဲ့တော့မဆိုင်ပါလေဗျပုံမြန်ပြီးတော့ smooth ဖြစ်တာပေါ့ top speed ကလည်း190 km လို့ဆိုထားပါတယ်လေးချိန်အနေနဲ့168 kg ပဲရှိတယ်သူ့ရဲ့ပြိုင်ဘက်အနေနဲ့ CF motor ရဲ့ 450 SRS ပေါ့အဲ့ကောင်ထက်တော့ပေါ့သေးတယ်လို့ဆိုထားပါတယ်နောက်တော့ရှင်းတော့ WB suspension တွေပါမယ်ရှေ့ပေါက်နှချောင်းက fully adjustable လို့ရနောက်ပြီးတော့ KTM မြင်တွေ့နေကြဆွေးရမ်းမဟုတ်ဘဲနဲ့နောက်အန်းက single side ဖြစ်သွားတယ်ဒီဗီဒီယိုရဲ့လောက်ပါပဲဗျဒီ RC 450ဘာကြောင့်ရွေးချက်တင်တာလဲကိုယ်ကပြောပြခဲ့ပါဦး